မင်းလေအဖိုးကြီးယွန်စရာကြီးဘသူကမင်းကိုဝင်လာခိုင်းတာလဲလုံခြုံရေးဘယ်မှာလဲဘလို့လို့လူတိုင်းကိုဝင်လာခွင့်ပေးတာလဲအိမ်တွေလာကြည့်ချင်ုံပါကျွန်တော်သားကအရာရာပါတဲ့ဗီလာကြီးတွေစီလာခဲ့ဖို့ပြောလို့ပါဒီကဗီလာကကြွေပြားတစ်ချက်တည်းနဲ့တောင်မင်းတို့ရဲ့ရွာတရွာလုံးနဲ့မြေယာလေးတွေဝယ်လို့ရတယ်ဆိုတာသိရလားဟုတ်တယ်အဖိုးအဲ့ဒီအိတ်ထဲမှာတဲလာတဲ့အမိုက်တွေကိုကြည့်ဦးဒီမှာရေချိုးဖို့တောင်မလောက်ဘူးအခုထွက်သွားတော့ငါတို့အချိန်တွေမဖြုံးနဲ့ရက်စမ်းပါခွင့်ရေးနဲ့လူတွေကိုနှင်ထုတ်နေကြတာလေအိုညစ်ပတ်နေတဲ့ထပ်ပါအဖိုးမညစ်ပတ်ပါဘူးကျွန်တော်ကဒီကအယောင်းကိုစလဲဆူယူပါခမားတို့ကိုနားနေခန်းစီခေါ်သွားပေးမယ်ဟိုမှာအေးတယ်ဆူယူမင်းယူနေပြီလားအုံနောက်ထဲရေဝင်နေပြီလားမင်းကအထုတ်ခံရတော့မဲ့လက်ထောက်ဖြစ်ပြီးဒီအဖိုးကြီးယွန်စရာကိုလက်အစုံစီခေါ်သွားတယ်ရေနံစီသားဆိုပါကိုအစွန်းထင်းဖြစ်အောင်လုပ်မိရင်မင်းယော်နိုင်လို့လားဆူယူမင်းကငါ့ကိုဒုက္ခပေးဖို့ရည်ရွယ်ချက်နဲ့လုပ်တာပဲဒီအဖိုးကြီးကိုဒီကနေမောင်းထုတ်လိုက်စမ်းမန်နေဂျာလူကုမ္ပဏီရဲ့ပထမဆုံးစီးကန်းကဝင်လာတဲ့သူတိုင်းဖောက်သေးပဲဖောက်သေးဟုတ်လားဘာဖောက်တယ်လဲမင်းကတော့အလကားလူပဲကောင်းပြီလေဒီလိုအမိုက်ကောက်တဲ့လူကိုဝန်ဆောင်မှုပေးရတာကိုကြိုက်တယ်ဆိုတော့ဒီနေ့ရဲ့ဒီဖောက်တဲ့ကြီးကိုမင်းလက်ထဲအပြည့်အဝအပ်လိုက်မယ်အားလုံးနားထောင်ကြဆူယူကတော်တယ်ထင်နေတော့အခွင့်အရေးပေးလိုက်မယ်ဆူယူသေးချာနားထောင်ဒီနေ့ဒီအဖိုးကြီးစီကနေရောင်းချလို့ရတဲ့ငွေတပြားမှမရခဲ့ဘူးဆိုရင်တော့မန်နေဂျာယာရုကိုမင်းကိုချက်ချင်းပေးမယ်ဟာငွေတပြားဟုတ်လားဒီအဖိုးကြီးကအခုဒီပုံစံငယ်တွေကတစ်ပင်တွေလိုငွေတပြားမှထုတ်နိုင်မှာမဟုတ်ဘူးဆူယူတတိရှိရင်လက်ခံလိုက်စမ်းရှုံးရင်ချက်ချင်းဒူးထောက်ပြီးငါနဲ့မန်နေဂျာကိုတောင်းပန်ရမယ်ကောင်းပြီမန်နေဂျာလူကိုယ်တိုင်သူ့ပါဇက်နဲ့သူပြောတာနော်ဒီမှာရှိတဲ့လုပ်ဖော်ကိုင်ဘက်တွေအားလုံးလဲကြားတယ်ဒီနေ့ဒီတခင်ကြီးရဲ့တောင်းဆိုမှုကိုအောင်မြင်အောင်လုပ်နိုင်ရင်မန်နေဂျာယာရုကိုငါ့ကိုပေးရမယ်ငါကဂတိတည်တဲ့လူပါနောက်မှတတိတိငုံနေရမှာပဲဆိုတယ်တွားကြဆိုဒီစင်းရဲသားအနှမ်းကငါတို့စီမကူးဆက်စေနဲ့အကောင်းဆုံးကိုတင်ထားပါအလဲဘဟိုကကော်ဖီကအဲ့ဒါထူးချွန်တဲ့ဖောက်တယ်တွေအတွက်ပါဘသူ့ကိုမှဝန်ဆောင်မှုမပေးဘူးပစ္စည်းတွေကိုအလားဟတာမလုပ်ဘူးတခင်ကြီးရေနွေးနွေးလေးနည်းနည်းကရေငက်တာအတွက်အကောင်းဆုံးပါပဲသမီးကနှလုံးသားကောင်းပါတယ်အမှန်တိုင်းပြောရမယ်ဆိုရင်အိမ်တွေအကြောင်းဘာမှနားမလည်ပါဘူးဒီမနေ့မထွက်လာခင်မြို့မှာကုမ္ပဏီရှိတဲ့ကျွန်တော်သားကကပ်ပြားတစ်ခုပေးပြီးရွေးချယ်ဖို့တေချာမှာခဲလို့ပါလူတွေများများနဲ့တက်တောင့်တက်တာရှိမဲ့ရဲတိုက်ကြီးတွေပေါ့ပတ်ဝန်းကျင်ကိုမေးကြည့်တော့အားလုံးကဒီကအိမ်တွေကအကြီးဆုံးနဲ့အဈေးကြီးဆုံးပဲလို့ပြောကြတယ်ဒါကြောင့်ကိုယ်တိုင်လာခဲ့တာဒါဆိုရင်တော့ဒီနေ့မှန်ကန်တဲ့နေရာကိုရောက်လာပါပြီကျွန်တော်တို့ project ထဲကအကောင်းဆုံးလက်ရာပေါ့လာပါပုံစံငယ်ကိုပြပေးမယ်တခင်ကြီးတာကကျွန်တော်တို့ရဲ့တိမ်ပင်လေအိမ်ယာကနက်ခတ်မန်းရှင်အထူးအိမ်ပါတိမ်တွေရဲ့နှလုံးသားလို့ခေါ်ပြီးစတူရန်မီတာ3000ကျယ်ဝန်းကပုဂ္ဂလိကဥယျာဉ်စတူရန်မီတာ800နဲ့ရေပူဆက်ရေကူးကန်လဲပါပါတယ်မြို့ထဲမှာအကောင်းဆုံးရှုခင်းနဲ့အတန်ရှင်းဆုံးအလုံးကြုံဆုံးနေရာဖြစ်ပေမဲ့ဒီအိမ်ရဲ့ဈေးနှုန်းကအိမ်ယာတစ်ခုလုံးမှာအမြင့်ဆုံးပါပဲကောင်းပြီဒီဝင်းကအရန်ကျယ်တာပဲစက်တုံမိတ်လေးတွေနဲ့ကြိုက်ကိုပြိုးလို့ရတယ်ငါမြေလေပြေးစရာနေရာရှိတယ်ဒီအိမ်ကနင်းလက်တောက်ပါတယ်ငါကြိုက်တယ်တတ်သမီးဒီအိမ်ကိုပဲယူမယ်အိုးရေစရာကောင်းလိုက်တာစက်တုံမိတ်နဲ့ကြိုက်ပင်ဆိုင်မယ်ဟုတ်လားအဖိုးလေးတာကမင်းရဲ့ကြေးလက်ကစိုက်ခင်းလို့ထင်နေတာလားဆူယူဘလို့လှုပ်ဖောက်တဲ့တယောက်ကိုအဲ့ဒီလိုပြောရတာလဲတခင်ကြီးစန်းကရွေးချယ်ပြီးပြီဆိုတော့စာရွက်စာတမ်းတွေဆောင်ရွက်ပေးဖို့ငါမှာတာဝန်ရှိတယ်စာရွက်စာတမ်းဟုတ်လားဆူယူမင်းငွေလိုချင်လွန်းလို့ယူနေတာလားကော်မရှင်အတွက်အယူမှုဖြစ်နေတာပေါ့ဟုတ်လားဒီမန်းရှင်းကိုသူ့ဝယ်နိုင်နေဆိုရင်လေဒီနေ့ပဲတဲတောင်ပြင်ကိုသုံးပတ်ပြီးခွေးလိုဟောင်ပြမယ်တန်းတောင်းမဟုတ်ဘူးငါသားကအိမ်ဝယ်တဲ့အခါတက်တောင့်တက်တာနေရဖို့ဆိုရင်မစုပဲသုံးရမယ်လို့ပြောတယ်တော်တော့တသမီးဒါကိုဖျက်လို့ရမလားကြည့်အောင်အနက်ရောင်နဲ့ရွှေရောင်ငကားကပ်ပြားအဖိုးကြီးအဲ့ဒီလိုအယုတ်ကပ်ပြားမျိုးကိုဘလို့ဈေးကွက်ကနေအစုလိုက်ဝယ်လာတာလဲဗန်းမီတောင်မပါဘူးဘသူ့ကိုလိမ့်နေတယ်လို့ထင်နေတာလဲမန်နေဂျာလူဒီနေ့ရောက်ပြုတ်လုပ်နေတဲ့အခမ်းအနားကိုမြန်လာကြည့်စမ်းဘာရီစုညံနေတာလဲစူယူလက်ထဲမှာဘာမိုက်တွေကင်ထားတာလဲအမြန်ပြစ်လိုက်စမ်းဒီကနေမောင်းထုတ်လိုက်ကြလူသခင်ကြီးစန်းကငွေသားနဲ့ချက်ချင်းငွေချေဖို့ဆုံးဖြတ်လိုက်ပြီးတိမ်တွေရဲ့နှလုံးသားကိုဝယ်မယ်တဲ့ဒါကသခင်ကြီးစန်းပေးတဲ့ဘဏ်ကတ်ပြားပါငွေစရင်းဌာနကိုသွားပြီးစစ်ဆေးခွင့်ပြုပါစစ်ဆေးမယ်ဟုတ်လားဘဏ်ကတ်ကစားတဲ့မင်းရဲ့ကစားစရာအိမ်လို့ထင်နေတာလားမင်းလက်မခံနိုင်သေးဘူးဆိုရင်အမှန်တရားကိုမြင်အောင်လုပ်ပြမယ်သွားစစ်ကြည့်လိုက်ပါအဲ့ဒီပလတ်စတစ်ကတ်ပြားအကျိုးလေးကဘာမှထွက်လာမလားဆိုတာကြည့်ချင်တယ်ဒီသခင်ကြီးကျန်းအတွက်ငွေသားနဲ့ပေးချေဖို့ကူညီပေးပါတိုက်ခန်းကတော့တိမ်တွေရဲ့နှလုံးသားပါအိုးဆူယူကန်ဆိုးလိုက်တာကျွန်တော်တို့ရုံးရဲ့ငွေစရင်းစနစ်ကဗဟိုဌာနကနေအကြောင်းကြားစာရထားတယ်အရေးပေါ်အစိမ့်မြင့်တင်နေပါတယ်ကိုရဲတစ်ခုလုံးချိတ်ဆက်မှုဖြတ်ထားတယ်ပို့ဆက်ကလည်းအခုမလုံဆောင်နိုင်တော့ဘူးဘလို့ဖြစ်လို့ရုတ်တရက်ကြီးဖြစ်တာလဲသခင်ကြီးရှန်ကငွေပေးချေဖို့စောင့်နေတယ်အရန်ကွန်ရက်ကိုပြောင်းပြီးစမ်းလို့မရဘူးလား
စမ်းမယ်ဟုတ်လားအစင်းမြင့်တင်မှုကကုမ္ပဏီရဲ့မူဝါဒပဲအဖိုးကြီးတယောက်ရဲ့အတုအယောင်ကပ်ပြားနဲ့လိန်နာကြောင့်ဗဟိုငွေစရင်ကွန်ရက်ကိုဝင်ရောက်ဆွတ်ဖက်ရမှာလားမင်းကတော့အကျွေးမဲ့ဆွဲလန်းနေပြီပဲတိန်စွန်းမန်းရှင်းကလေးစားအပ်ပါသော VIP ဟုတ်တယ်များရှင်မင်္ဂလာပါရှင်တင်တို့ရဲ့တိမ်မွေးတဲ့လဲပတ်မှုကိုအနှောင့်အယှက်ဖြစ်စေတဲ့အတွက်တောင်းပန်ပါတယ်ဒီနေ့ကျွန်တော်တို့ဆိုင်မှာအစုံမြင်ခဲ့ရတယ်တယောက်ယောက်ကလမ်းဘေးဆိုင်မှာဝယ်ထားတဲ့အတုအယောင်ပလတ်စတစ်ကပ်ပြားကိုယူလာပြီးတန်းတစ်ဆက်တုံညတန်တဲ့တိမ်တွေရဲ့နှလုံးသားအထူးအဆောက်အအုံအတွက်ငွေသားနဲ့ချက်ချင်းပေးချေမယ်လို့ပြောနေတယ်။ပိုပြီးရေစရာကောင်းတာကကျွန်တော်တို့ရဲ့မြုပ်နှံထားတဲ့လက်ထောက်ဆူယူကဒီလိန်လာနေတဲ့အဖိုးကြီးနဲ့အတူအပြဆက်ခင်းပြီးဘယ်တော့မှမရနိုင်မဲ့ကော်မရှင်အတွက်လုပ်နေတာပါပဲအားလုံးကိုယ်ပိုင်ပစ္စည်းတွေကိုတေချာဂရုစိုက်ကြပါတန်တရားဖြစ်ပွဲဒီလူတွေကတင်းမျက်စိကိုမစော်ကားစေနဲ့သူတို့မစူးစမ်းခဲ့ပါဘူး။ဘလို့အခွင့်အရေးနဲ့လူတွေရှေ့မှာဒီလိုလူတွေကိုမန်နေရတာလဲဒီကက်ပြားမှာပတ်စံရှိတယ်ငါသားကငါ့ကိုမလိမ်ပါဘူးစနစ်ကချုပ်ယွင်းနေတာပါငါဆောင်လို့ရတယ်ယွန်းတင်မန်းရှင်းကမင်းတို့ရွာကပြိုပြက်နေတဲ့ဖះเจ้าလို့ထင်နေတာလားမင်းနေချင်းတလောက်အချိန်ပြည့်နေဖို့အတွက်ဘလက်ရှိုင်းလုံခြုံရေးအဖွဲ့တစ်ဖွဲ့လုံးဧကန်မစီကိုချက်ချင်းလာခဲ့ကြဒီမှာမငြိမ်မသက်လုပ်နေတဲ့သူရှိတယ်ဒီကနေထုတ်သွားလိုက်ကြလူသူကပြဿနာရှာနေတာပဲသူနဲ့သူ့အမိုက်အိတ်ကိုပါပေမတကားကနေပြစ်ချလိုက်ကြကျွန်တော်တို့ရဲ့မျက်နှာပြင်သုံးမွေးကော်စောကိုမညစ်ပတ်စေနဲ့ရက်စန်းသူ့ကိုမထိနဲ့မင်းတို့ကလုံခြုံရေးတွေပဲထိဖို့အခွင့်အရေးမရှိဘူးတခုခုဆိုရင်ငါ့ကိုပဲတိုက်ခိုက်လိုက်ပါဆိုယူပဲမင်းကတရုတ်နိုင်ငံရဲ့စိတ်အထီမိဆုံးဝန်ထမ်းပါပဲစူယူမင်းကတရုတ်နိုင်ငံရဲ့စိတ်အထီမိဆုံးဝန်ထမ်းပါပဲခဏဆောင်ကြဦးမင်းတို့နှစ်ယောက်စလုံးလမ်းပေါ်ရောက်သွားလိမ့်မယ်ဒီဖိုးကြီးကမင်းကိုသမီးခံမလားကြည့်ဦးမင်းကိုလေကွင်းထဲခေါ်သွားပြီးစိုက်ပျိုးခိုင်းမှာပေါ့သားငါယွန်းတင်မန်းရှင်းမှာအင်ကြီးနေတာဝိုင်းခံနေရတယ်မင်းပေးလိုက်တဲ့ကက်ပြားကအတုလို့ပြောပြီးငါ့ကိုကူညီတဲ့ကောင်မလေးနဲ့ငါပါအပြင်ကိုပြစ်ထုတ်တော့မနေကြဘူးဖေမလုံနဲ့တော့သားအခုလာနေပြီStar Special ကိုအကြောင်းကြားပါရင်အားလုံးကိုရွှေ့ပြောင်းပါ Shadow Dragon တက်ခွဲက3မိနစ်အတွင်းမန်းရှင်းကိုရောက်မယ်ဒါအပြင်အဓိကဥပဒေရေးရာအဖွဲ့လည်းချက်ချင်းလိုက်လာစေဖုန်းခေါ်လို့ပြီးပြီလားဟေမင်းကကောင်းကင်ဘုံရဲ့ဘရင်ကိုယ်တိုင်ခေါ်ရင်တော့အသုံးမဝင်ဘူးအဲ့ဒါကိုပြစ်ချလိုက်စမ်းဒါကချန်ရုပ်အုပ်စုရဲ့အမြင့်ဆုံးအဆင့်ရှိတဲ့ရင်တန်းပဲ။အိုဖျားတရေဘလို့ပုံကိုကြီးရောက်လာတာလဲ။မန်နေဂျာဆန်းဘလို့လုပ်ကိုယ်တိုင်ကြောက်လာရတာလဲ။တိန်တွေရဲ့အထိုးထိပ်မှာရှိတဲ့ကျွန်တော်တို့ရဲ့ငွေကြေးဆိုင်ရာအသေးစားခြံဝင်းတွေကိုကြိုတင်အသိပေးတာမရှိဘဲနဲ့ပေါ့။နေရာရှင်းပေးပြီးကြိုဆိုပါတယ်။ဖေတောင်းပန်ပါတယ်။ဒါနောက်ကျသွားတယ်။ဖေခက်ခဲအောင်လုပ်ခံလိုက်ရတယ်။ငါအဆင်ပြေပါတယ်ဒီမိန်းကလေးကျေးဇူးကြောင့်ပါငါ့ကိုပြုတ်ကျမသွားစေဖို့သူ့ကိုယ်သူထိခိုက်ခံခဲ့တယ်ဒါပေမဲ့ဒီကကက်ပြားကသုံးလို့မရဘူးလို့ပြောပြီးအတန်ချဲ့ဆက်နဲ့ပါငါ့ကိုလိန်ညာသူလို့အော်ထုတ်ကြတယ်အဖေကိုစောင့်ရှောက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျန်နာတွေကိုကျွန်တော်လက်ထဲထားလိုက်ပါသုံးလို့မရဘူးဟုတ်လားသခင်ကြီးစန်းရဲ့ငွေကြေးဆိုင်ရာစနစ်ကိုပိတ်ဆို့မှုနဲ့လိန်လေထိန်းချုပ်ခံထားရတယ်ကက်အတီးပြူရေး channel ကိုပို့ဆောင်နေတယ်ကျွန်တော်အတင်းကျပ်ထိန်းချုပ်ပြီးအမြင့်ဆုံးလျှို့ဝှက်ကွန်ရက်ကိုပြန်လည်ထူထောင်လိုက်ပြီးသွားပါကျွန်တော်အဖေရဲ့ကက်ကိုယူပြီးထပ်ဆန်းကြည့်ပါအတီးပြုတ်ချက်အောင်မြင်ပါတယ်ဒီတိမ်တွေရဲ့နှလုံးသားအဆူဝေးကိုကျွန်တော်အဖေလိုချင်တယ်ဒါအပြင်ရောင်းမရသေးတဲ့ခြံဝင်းကဗီလာအားလုံးကိုပါတခါတည်းဝယ်မယ်ကော်မရှင်အားလုံးကိုမစ္ဆဆူယူရဲ့နာမည်နဲ့ပေးမယ်သခင်ကြီးစန်းကျွန်တော်မှားသွားပါတယ်ကျွန်တော်မျက်စိကန်းပြီးလူမိုက်ဖြစ်သွားပါတယ်ကျေးဇူးပြုပြီးကျေပြဲနဲ့စိတ်ထားနဲ့လေးလွတ်တလို့ခွင့်လွတ်ပေးပါကျွန်တော်မှာအိုမင်းနဲ့မိဘတွေနဲ့ငယ်ရွယ်တဲ့သားသမီးတွေရှိပါတယ်ဒီနေ့တာမန်အဖိုးကိုတယောက်နဲ့သာရင်ဆိုင်ခဲ့ရရင်အိုမင်းနဲ့မိဘတွေနဲ့ငယ်ရွယ်တဲ့သားသမီးတွေရှိလို့ဆိုပြီးငါခွင့်လွတ်ပေးမှာပေါ့လူစနစ်ကနေကျွန်တော်တို့ရယူပြီးအတီးပြုတ်ထားတဲ့အချက်လက်တွေအရလွန်ခဲ့တဲ့3နှစ်အတွင်းမှာအလှဆင်ပစ္စည်းနဲ့ခြံဝင်းပစ္စည်းတွေဝယ်ယူရမှာလက်ငွေတန်း12မီလီယံအထိလက်ခံဖို့အတွက်ယာရူးကိုအလွဲသုံးစားလုပ်ခဲ့ပြီးတရားချင်းငွေနဲ့အမျက်ထုတ်ဖို့အတွက်ဖောက်တယ်တွေရဲ့အငွေတွေကိုလမ်းကြောင်းလွှဲခဲ့တဲ့ကွန်ဆိုတီယန်ရဲ့ကြီးကျယ်ခမ်းနားတဲ့ဥက္ကဋ္ဌကြီးကိုယ်တိုင်လာနေပါပြီအုပ်စုရဲ့ဥပဒေရေးရာဌာနကတရားစွဲဆိုမှုတင်သွင်းခဲ့ပြီးသူ့နာမည်နဲ့သူ့ရဲ့မိသားစုဝင်တွေပိုင်ဆိုင်သမျှပစ္စည်းဥစ္စာအလုံးကိုလုံးဝရေခဲသိမ်းဆည်းပေးဖို့တောင်းဆိုထားပါတယ်ခဏကအပြင်မှာတယောက်ယောက်ကပုံစံငယ်ကိုစားပစ်မယ်။တစ်ဆက်ချင်းစက်မှုလုပ်ငန်းတစ်ခုလုံးရှေ့မှာလူသိရှင်ကြားတောင်းပန်မယ်လို့ပြောတဲ့အယောင်ကြားလိုက်ရတယ်။သခင်ကြီးအဖိုးလေးနောက်ပြောင်တာပါကျွန်တော်ကိုအပြစ်မတင်ပါနဲ့။နောက်ပြောင်တာမဟုတ်ဘူး။လူကြီးတယောက်ကသူပြောတဲ့စကားအတွက်တာဝန်ယူရမယ်တဲစားစရာမလိုပါဘူး။ဒီကျမ်းပြင်ကိုမညစ်ပတ်စေခြင်းပေမဲ့တောင်းပန်တာတော့ပြီးမြောက်ရမယ်။လုပ်ငန်းတော့ချက်ကိုဆက်ပြီးဖိထားပါတလုံးချင်းစီပြောပါ။ကျွန်တော်ကတခြားသူတွေကိုအထင်သေးတဲ့အရှက်မရှိတဲ့သူပါလုပ်ငန်းခွင်ကျင့်ဝတ်ကိုဒီနေ့လူအများရှိမှဖောက်တဲ့တယောက်ကိုစော်ကားခဲ့တယ်ကျွန်တော်ဟာလောဘကြီးပြီးအကျိုးမြတ်တစ်ခုတည်းကိုသာကြီးတက်တဲ့သူဖြစ်ကြောင်းဝန်ခံပါတယ်
အခုကစပြီးအိမ်ချမ်းမြေလုပ်ငန်းကနေကိုယ့်သဘောနဲ့ကိုနှုတ်ထွက်ပါမယ်ဘယ်တော့မှပြန်မလာတော့ပါဘူးမလုံနဲ့တောင်းပန်ပါတယ်မက်ဂါဖုန်းကိုတုံးပြီးငါအဖေနဲ့သူ့ကိုလူအများရှေ့မှာစော်ကားတော့ကတချို့သောဂုဏ်သိက္ခာကိုခြံထားပေးဖို့တွေးဖူးလားရှန်ကိုပြစ်တယ်ကက်ပြစ်တယ်ကမင်းကိုလုံးဝပိတ်ဆို့လိုက်ပြီးဘယ်စက်မှုလုပ်ငန်းမှမဆိုအလုပ်ရှာလို့မရတော့ဘူးကျွန်တော်ကတခြားသူတွေကိုအထင်သေးတဲ့အရှက်မရှိတဲ့သူပါဒီနေ့လူအများရှေ့မှာဖောက်တယ်တယောက်ကိုစော်ကားခဲ့တယ်ကျွန်တော်ဟာလောဘကြီးပြီးအကျိုးမြတ်တစ်ခုတည်းကိုသာကြီးတတ်တဲ့သူဖြစ်ကြောင်းဝန်ခံပါတယ်အခုကစပြီးဒီကဏ္ဍကနေကိုယ့်သဘောနဲ့ကိုနှုတ်ထွက်ပါမယ်ဘယ်တော့မှထပ်မနှင်းတော့ပါဘူးမစ္စတာဆူဒီနေ့အတွက်ကျေးဇူးတင်ပါတယ်လုပ်ငန်းခွင်ဂုဏ်သိက္ခာကိုဆက်ပြီးထိန်းသိမ်းခဲ့ပါတယ်ဒီကစပြီးအယောင်ယုံရဲ့အေဂျင်စီကိုကျွန်တော်တို့ရဲ့ရှန်ကိုပြစ်တယ်ကက်ပြစ်တယ်ကဝယ်ယူလိုက်ပါပြီအိုးတခင်ကြီးရှန်ခမားကအရန်သဘောကောင်းတာပဲလုပ်တင်တာကိုပဲလုပ်ခဲ့တာပါကျင်နာမှုနဲ့စေတနာမှန်ကအငြင်းတန်ဖို့အရှိဆုံးယတနာပါပဲအခုတရားဝင်ကြေညာပါတယ်ဒီအေဂျင်စီရဲ့မန်နေဂျာအဖြစ်ခန့်အပ်လိုက်ပါပြီခုနကဝယ်ယူမှုကကော်မရှင်အားလုံးတပြားတစ်ချက်မှမကြံအားလုံးကမင်းတွက်ပဲဒီနေရာကိုကောင်းကောင်းစီမံခန့်ခွဲနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်သမီးရေလူကောင်းတွေကစုလက်ရတတ်ပါတယ်လာပါဒီလိုအနှောက်အယှက်တွေကိုစိတ်မပူနဲ့တော့ကိုယ့်ရဲ့ကြီးမားတဲ့ဝင်းထဲလမ်းလျှောက်ဖို့ခေါ်သွားပါစက်တုံမိတ်တွေဘယ်မှာစိုက်ရမလဲဆိုတာသေချာစဉ်းစားရမယ်ကျေးဇူးတင်ပါတယ်သခင်ကြီးစန်းသခင်ကြီးဒီဘက်ကိုကြွပါအကောင်းဆုံးထီးကိုယူလာခဲ့မယ်သခင်ကြီးဒန်းခမားနာမည်နဲ့ရှိတဲ့အေဂျင်စီပို့ဆောင်ရေးလုပ်ငန်းစဉ်ကပြီးသွားပါပြီဒါပေမဲ့ဒီနေ့ရုံးချုပ်မှာငွေကြေးဆိုင်ရာအတည်ပြုချက်တွေလုံးဝရပ်တန့်သွားတယ်ကျွန်တော်တို့ရဲ့အကောင့်မှာပုံမှန်မဟုတ်တဲ့လှုပ်ဆောင်ချက်တွေရှိတယ်လို့ပြောနေတယ်ရန်ပုံငွေအားလုံးရေခဲခဲသိမ်းဆည်းခံထားရတယ်ရှောင်းစုကျက်တုံမေးရဲ့အမြင့်ကလေကိုမကြောက်ဖို့ဆိုရင်နက်နက်ရှိုင်းရှိုင်းရှိရမယ်ကုမ္ပဏီကိစ္စလေတယောက်ယောက်ကငါသားကိုမနာလိုဖြစ်ပြီးနောက်ွယ်ကနေအတားအဆီးတွေလုပ်နေတာသိကြတယ်စင်းရဲသားနဲ့မြေကြီးအနှံ့တွေတန်းတစ်ထောင်တန်ဖိုးရှိတဲ့တိမ်တွေရဲ့နှလုံးသားကပျက်စီးသွားပြီးလူငယ်ရမ်းကအယူတစ်ပိုင်းဖြစ်နေပြီမင်းတို့ကဘသူတွေလဲဒါကတီးတန့်နေအိမ်မှာဘသူကဝင်လာခွင့်ပြုတာလဲဒရိုက်တာဘုတ်ဖွဲ့ကကိုပိုင်အကောင့်တွေအားလုံးကိုရေခဲခဲသိမ်းဆည်းပြီးဒီအိမ်ကိုခွေးမလေးအတွက်ငွေဖြူလုပ်ပြီးဝယ်ပေးဖို့ကုမ္ပဏီရန်ပုံငွေတွေကိုလွှဲပြောင်းခဲ့တယ်လို့တန်တရားရှိနေတယ်မင်းအတိတ်ပဲမရှိတာတွေပြောနေတာလားသခင်ကြီးဂျေကငွေသားနဲ့တရားဝင်ဝယ်ထားတာဒါကဖန်တီးထားတာပဲစကားတွေအများကြီးမပြောနဲ့တော့ဒီနေ့ဒီအိမ်ကိုပြန်ယူဖို့လာတာပြဿနာမရှိပဲအမယ်ဆိုရင်မင်းရဲ့အေဂျင်စီကမင်းလက်ထဲမှာဆက်ရှိမယ်မဟုတ်ရင်တော့မနှက်ပြန်မင်းတို့အားလုံးကိုဒီမျိုးကနေထွက်သွားဖို့တင်စေခိုင်းမယ်။အိုဒီခေတ်လူငယ်တွေဒေါသကြီးလိုက်တာငါသားကရန်ပုံငွေကိုလွှဲပြောင်းခဲ့တယ်လို့ပြောနေတာလားပြီးတော့သူ့ဝမ်းကွဲဆန်းကရောလက်တန့်လို့လား။အဖိုးကြီးမင်းကိုမင်းဘာကောင်လို့ထင်နေတာလဲဒုညွန်ကြားရေးမှု S ရဲ့နာမည်ကိုဘလို့လောက်ခေါ်ဝင်ရတာလဲဒုညွန်ကြားရေးမှု S ကဟောင်ဆန်းကပ်ပြစ်ထိတ်တန်းရန်ပုံငွေနဲ့အတူရှိနေပြီးသားလို့ပြောတယ်မကြခင်အုပ်စုကိုအပြည့်အဝထိန်းချုပ်တော့မယ်မင်းရဲ့သားကတော့ဟောင်ဆန်းကပ်ပြစ်ရဲ့ဒရိုက်တာဘုတ်ဖွဲ့ကနေမကြခင်ထုတ်ပယ်ခံရတော့မယ်အိုဒါဆိုရင်အဲ့ဒီကောင်လေးကတပားသူရဲ့တန်ဖိုးကိုငှားရမ်းခဲ့တာပေါ့ချောင်းလင်ငါသားစီဖုန်းခေါ်လိုက်သူ့ဝမ်းကွဲကရန်ပုံငွေနဲ့ကစားကျင်နေဆိုရင်ငါတို့နဲ့ပါကစားခိုင်းလိုက်လို့ပြောလိုက်ချန်ဝင်းတွေကမြေကြီးတွေကိုတူးတာပြီးသွားပါပြီအုပ်စုရဲ့ရုံးချုပ်ကိုသွားပြီးအဲ့ဒီတငယ်ချင်းဟောင်းကြီးတွေကိုသွားတွေ့ရမယ့်အချိန်ရောက်ပြီဒီရွှွန့်တွေဘွဲတွေနဲ့ပြည့်နေတဲ့ကျေးလက်ကိုနဲ့ဆိုပေမတကားကတော့ဝင်လို့ရမှာမဟုတ်ဘူးအဲ့ဒီလိုပြုတ်မှုနဲ့ဘလောက်ကြာခံမလဲဆိုတာကြည့်ရအောင်မနှက်ပြန်စောသွားကြမယ်ဒရိုက်တာဘုတ်ဖွဲ့ပြီးဆုံးတဲ့အခါဂျိုနန်ဘလို့ဖြစ်မလဲဆိုတာကြည့်ကြတာပေါ့ဖယ်ကြပါဒရိုက်တာဇိုးကထန်ကြီးအုပ်စုထဲမှာ30တိုင်ဝါရင်ခဲ့တဲ့သူပါဘလို့ခွင့်ရေးနဲ့ငါ့ကိုသူ့စီသွားရောက်လဲပတ်ခွင့်မပေးတာလေသခင်ကြီးဆန်းအလွန်တရာစိတ်မကောင်းပါဘူးဒုတိယဥက္ကဋ္ဌစန်ကျူးကအမိန့်ပေးထားပါတယ်ဒရိုက်တာ SA နှလုံးသွေးကြောရပ်တန့်သွားပါတယ်အခုတော့နက်နက်ရှိုင်းရှိုင်းသတိမိမျောနေပါပြီဘသူမှဝင်လို့မရပါဘူးအတင်းဝင်လာပြီးတခုခုဖြစ်ခဲ့ရင်ကျွန်တော်တို့တာဝန်မယူနိုင်ပါဘူးနှလုံးသွေးကြောရပ်တန့်သွားတာဟုတ်လားမနေ့ကဒရိုက်တာစာကကျွန်တော်နဲ့ခေါက်ရိုက်နေတာဒါကစာနူးရဲ့အကြံစီဖြစ်မှသိကြတယ်ဒရိုက်တာ SD မနက်ဖြန်ရဲ့ရှေ့ရရှင်များအစည်းအဝေးကိုမတက်နိုင်အောင်တားဆီးခြင်းုံတက်ပါသားပြဿနာတွေကြုံလာတဲ့အခါစိတ်မပူနဲ့ကောင်းကင်ကြီးပြိုကျလာမှာမဟုတ်ပါဘူးပေပါလို့လာတာလဲဒီမှာအရန်အနေရများတယ်ရှန်ကအာနာသိမ့်ဖို့ယူသွနေပြီးတခုခုလှုပ်လိုက်မှာကိုစိုးရိမ်နေစန်ကျူးရဲ့အဲ့ဒီဈေးပေါ်တဲ့လှည့်ကွက်တွေကအပြင်လူတွေကိုပဲလိန်လို့ရတယ်ရှောင်းရင်ထဲမှာဘလို့နေလဲသွားကြည့်စမ်းအဲ့ဒီတငယ်ချင်းဟောင်းကြီးပါဖြစ်သွားတာလေသခင်ကြီးအဖိုးက2ယောက်ကိုဝင်ခိုင်းနေပါတယ်သူအာနာသိမ့်ချင်နေတယ်အဖိုးအံ့ဩစရာကောင်းတော့အောင်အသက်ရှင်ခဲ့တာပဲအိုယူကတက်ဖို့အရန်နေပြီးလူအသက်ကိုယ်တောင်ထိပါဝင်နေဆိုရင်တော့ငါတို့လူကြီးတွေမနှက်ပြန်ဒရိုက်တာဘုတ်အဖွဲ့စီအတူတူသွားပြီးလက်ဆောင်ကြီးတစ်ခုပေးကြမယ်
ဖေဖေမနက်ဖြန်စင်နာရီမှာအစစ်မြင့်စီမံခန့်ခွဲရေးအစည်းအဝေးခန်းမှာလေအပြက်စီးအားလုံးဆိုတာဘာလဲဆိုတာကျွန်တော်ရဲ့ချစ်လာစွာသောဝမ်းကွဲကိုသိစေရမယ်။ဆက်မဟန်ဆောင်နဲ့တော့ဒီအချိန်ဆိုရင်ဒရိုက်တာဇက်ကဆုံးသွားလောက်ပြီးမင်းရဲ့အကြီးမားဆုံးအားပေးကူညီသူမရှိတော့ဘူး။ကဏ္ဍရဲ့ထိတ်တန်းသုံးခုတည်းကတစ်ခုဖြစ်တဲ့ဒင်းစုံကငွေကြေး1000ထည့်သွင်းပေးဖို့တတိပေးထားပြီးသားပါရှယ်ယာကွာခြားချက်နဲ့ယာရုမှဖယ်ရှားရေးသဘောတူညီချက်ကိုဒီနေ့ပဲလက်မှတ်ထိုးလိုက်ပါဥက္ကဋ္ဌယာရုတစိတ်ကိုပေးအပ်လိုက်ပါဒါဆိုရင်အာနာသိမ့်ဖို့အတွက်အပြင်ဘက်မှာကျေးလက်ဆိုင်ခင်းတစ်ခုကိုခြံထားပေးမယ်ဒရိုက်တာရဲ့အသက်ကိုပါနှုတ်ယူဖို့စ조사ခဲ့တယ်စာအိုထန်ကျူးကွန်ဆိုဒီယန်ကခမရဲ့လက်ထဲမှာဘယ်နှစ်ရက်လောက်ခံမယ်လို့ထင်နေတာလဲစီးပွားရေးဆိုတာစစ်မြေပြင်နဲ့တူပါတယ်အခုတော့အုပ်စုရဲ့ငွေကြေးစီးဆင်းမှုအားလုံးကကျွန်တော်လက်ထဲမှာရှိနေပြီးအရင်နီးကဘယင်ပဲဘာနဲ့ရှင်ပြိုင်ပြီးငါ့ကိုတိုက်ခိုက်မှလဲလုံခြုံရေးကျွန်တော်တို့ရဲ့ဥက္ကဋ္ဌဟောင်းကိုထုတ်သွားလိုက်ကြတခင်ကြီးအတင်မရှိတော့ဘူးဒါမဖြစ်နိုင်ဘူးအဲ့ဒီဆရာဝန်တွေကဒီညထက်ကြောလုံးမှမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းပြောခဲ့ကြတာမင်းကအရှက်မရှိတဲ့လူပဲအစိတ်သုံးတာဒီလိုတစ္ဆာဖောက်တဲ့လှဲ့ွက်မျိုးနဲ့ဒီယာရုကိုရယူဖို့ထိုက်တန်တယ်လို့ထင်နေတာလားအသက်ဆက်ရှင်ဖို့ကံကောင်းနေရင်တောင်ရုပ်ရှင်အခြေအနေကဆုံးဖြတ်ပြီးသားပါပြီးတော့မင်းရွှွတွေနဲ့ပြည့်နေတဲ့ကျေးလက်အဖိုးအိုဘသူကမင်းကိုဝင်လာခွင့်ပေးတာလဲဒါကတန်းတသိန်းကွန်ဆိုတီယန်ရဲ့အမြင့်ဆုံးကောလိပ်ဖြစ်တယ်မင်းရဲ့စွန့်ပစ်ပစ္စည်းတိုးလောင်ယုံမဟုတ်ဘူးဒီကနေထွက်သွားလိုက်အိုဒီခေတ်လူငယ်တွေကစာသိမ့်မဖတ်ပေမဲ့စိတ်တက်ကတော့ကောက်ကျစ်နေလိုက်တာအရင်နီးကဘယင်လို့မင်းပြောတယ်ဒါပေမဲ့တစ်ချိန်တုန်းကပစိန်တလက်နဲ့ဒီညီနိုင်ရေးစပွဲဝိုင်းကိုဘသူဖွင့်ပေးခဲ့လဲဆိုတာမင်းသိရဲ့လားတသက်တာဗီတိုအာနာနဲ့ချန်နိုကွန်ဆိုတီယန်ရဲ့အဓိကရှယ်ယာရှင်လေးဒီအဖိုးကိုငါဆက်ရှင်တနေသမျှကာလပတ်လုံးဒီအုပ်စုကိုမင်းထိလို့မရဘူးလူရှင်တော်လာပြီးအမိန့်ပေးနေတာလားဗီတိုအာနာဟုတ်လားဘာဖြစ်လဲအခုတော့အုပ်စုရဲ့အရင်းနှီးစီးဆင်းမှုပြတ်တောက်သွားပြီး insaf ရဲ့တန်းနှစ်ဆက်တုညပေါ့ဗီတိုအာနာရှိနေရင်တောင်ရန်ပုံငွေတွေကိုယူသွားပြီးထန်ကျူးကွန်ဆိုတီယန်ကိုလုံးဝဖျက်ဆီးပစ်ကပုံစံအသစ်နဲ့စတင်နိုင်တဲ့အဖိုးကိုတန်းနှစ်ဆက်တုညကိုဘာနဲ့တားဆီးမှာလဲဒင်းစုံကပ်ပစ်ဟုတ်လားအိုဒါဆိုရင်မင်းရဲ့ကြောထောင်းနောက်ခံကထာလန်းကုမ္ပဏီပေါ့ဟုတ်လားသူ့ကိုစာရွက်စာတမ်းပြလိုက်ပါဒုညွှန်ကြားရေးမှူးရှန်တေချာကြည့်ပါအဲ့ဒီအရင်နီးကတခင်ကြီးခြံတောင်အာယုံမဆိုင်ပဲထားတဲ့အိတ်ကက်ထဲကပတ်စံတွေတက်တက်ပါပဲရှောင်းဝရီမင်းတို့ရဲ့ရင်းစုံကုမ္ပဏီကဇန်းဆိုတဲ့ခေါင်းမာတဲ့ဝစ်စုံသမားတယောက်ကိုကူညီပြီးငါ့ကိုအာနာသိမ့်ဖို့ကြံစီနေတယ်လို့ကြားတယ်ဘလို့မှားယွင်းနိုင်တာလဲဒါကကြီးမားတဲ့အမှားယွင်းမှုပါအဖိုးကျွန်တော်ချက်ချင်းဖြေရှင်းပါမယ်ဇန်းရဲ့ကိုရေးချက်လက်အားလုံးနဲ့သူ့နာမည်ပေါ်မှာရှိတဲ့အကောင့်အားလုံးကိုသူဒီနှစ်တွေအတွင်းမှာငါနာမည်ကိုသုံးပြီးအပြင်မှာပတ်စံတွေရှာခဲ့သေးလားရှိတယ်ဆိုရင်တရားစွဲလိုက်ပါတတိထားလေတငယ်ချင်းမရငါမှာတန်း10ပေါင်းများစွာတာဝန်ရှိတာငွေကြေးတွေသာအိတ်ခံလိုက်ရရင်တစ်သက်လုံးထောင်ထဲသွားနေရလိမ့်မယ်အဖိုးဒီနေ့ကစပြီးဇန်းရဲ့ရှယ်ယာအားလုံးကိုပြန်သိမ်းယူလိုက်မယ်သူ့ကိုဇန်းမိသားစုဝင်စည်ရင်းကနေပယ်ဖျက်လိုက်မယ်စုယူကဒီနေ့အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်ကြီးကျယ်တဲ့အရေးချင်းရှိတဲ့သူပဲနောက်ဆိုကိုရဲ့ရုံးချုပ်ကိုပြောင်းပြီးကောင်းကောင်းမွေးမြူပေးမယ်ကျွန်တော်ချက်ချင်းစီစဉ်ပေးပါမယ်ကျေးဇူးတင်ပါတယ်အဖိုးကျေးဇူးတင်ပါတယ်ဥက္ကဋ္ဌကြီးကျွန်တော်မယုံနိုင်အောင်ပါပဲကဲကဒီငင်းခုန်ပွဲလဲပြီးသွားပြီကြံခဲ့တဲ့ပြဿနာတွေကိုကို့ဘာသာပဲရှင်းတော့ဘယ်သွားမလဲကားရမ်းနဲ့လိုက်ဖို့ရမလားဖို့ဘာလို့လဲကို့ဘာသာပဲလမ်းလျှောက်ပြန်မယ်တဝက်တစ်ပြက်တောင်ကြာနေပြီဥယျာဉ်တွေကမုံလာဥဖြူတွေကရေလောင်းဖို့စောင့်နေသေးတယ်ရိ